အားလုံးပဲပေါ့နော်လိုင်းပေါ်မှာရှိကြတဲ့အကူအမများအားလုံးပဲပေါ့နော်မင်္ဂလာပါလို့ကျွန်တော်လူတရကနှုတ်ခွန်းဆက်ပါတယ်ဗျအဲ့ဒါလာမဲ့ပွဲက18ရက်ကစမှာပေါ့နော်18ရက်8လပေါ့နော်ကနေ21ရက်21ရက်8လတောက်ကြနေ့အထိပေါ့နော်တပတ်စာမွေးကနန်းလိုက်ကလေးလွှင့်ပေးတာပေါ့ဆိုတော့မွေးကနန်းလိုက်ကတော့အပတ်စဉ်အမြဲတမ်းတက်နေကြပါပဲပေါ့နော်ဆိုတော့အဲ့တော့ပုံမှန်အနေထားရတပတ်ကိုတစ်ကြိမ်ပေါ့မွေးကနန်းလိုက်ကတော့ကျွန်တော်ပုံမှန်တက်ပေးပါတယ်ဒါပေမဲ့ channel တွေကဟိုအထိဒီအထိဆိုတော့ကျွန်တော်မှဒီ channel ကိုပြည့်လွှင့်လိုက်ဟို channel ပြည့်လွှင့်လိုက်ပေါ့နော် channel ကအလုံးအသေးလေးတွေများနေတာပေါ့အဲ့ဒီအခါကျတော့ channel လေးတွေကိုအခုမှတွေ့တဲ့အကိုတွေအမတွေကလည်း subscribe လေးနှိပ်ဖို့မမေ့နဲ့နော်အဲ့တော့ကတဲ့ကျွန်တော်ကတော့ပုံမှန်အတိုင်းပါပဲနော်ကြံခဲ့တဲ့ပွဲရလဲကျွန်တော်ပြောပါတယ်ကြံခဲ့တဲ့ပွဲရ live လွှင့်တော့လဲမွေးကနန်းကိုအားပြုပါလို့နော်ဒါပေမဲ့များသောအားဖြင့်မွေးကနန်းထွက်သွားတဲ့အချိန်မှလဲတိတ်ပြီးတော့မရလိုက်ကြဘူးပေါ့နောက်တစ်ခုကတစ်ခါပါထပ်ဖြစ်လဲဆိုတော့နောက်ထပ်တစ်ခါကဲပေါက်ထပ်ထုတ်တယ်ပေါ့နော်ကဲပေါက်ထပ်ထုတ်တော့လဲကဲပေါက်ကသူတို့အတွက်ကကြောက်စရာကြီးလို့ဖြစ်နေတာပေါ့ဒါလည်းအဆန်းတော့မဟုတ်ပါဘူးနော်ကျွန်တော်ပြောပါတယ်လို့နော်ပိတ်ပွဲတွေရှိရင်တိတ်ကြောက်ပါတယ်လို့နော်ကိုယ်တစ်လုံးကလည်း3ဘတ်ဖြောက်တယ်အဲ့တော့ဒါတွေကမညီတင်မဲ့ညီတဲ့အကြောင်းအရာတွေပေါ့အဲ့တော့ကြံခဲ့တဲ့ပွဲတုန်းကတော့အင်္ဂါမကျော်ပေးတာ20ပေါ့နော်ကျွန်တော်2ကွက်ပေးတဲ့အထဲတွေက20နဲ့2ပေးတယ်20လို့ထွက်တယ်နောက်တစ်ခါကျွန်တော်ကြာသာပလေးတောက်ကြအတွက်ကဲပေါက်ထပ်ပြီးတော့13လို့ထပ်ထွက်တယ်ပေါ့နော်အဲ့တော့ကြံခဲ့တဲ့ပွဲကတော့ကျွန်တော်အကူတွေအမတွေ2ကြိမ်တော့အောင်မြင်လိုက်ပါတယ်ပေါ့မင်္ဂလာပါလို့နော်ကွန်မန့်ရေးနေတော့အကူအမများအားလုံးနဲ့ကြည့်ရှုအားပေးနေတော့အကူအမများအားလုံးပဲမင်္ဂလာပါလို့နော်အဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်က6မိနစ်9မိနစ်လောက်တော့စောင့်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိသားစုဝင်ဟောင်းနေလဲတွေ့ရအောင်နော်အကုန်လုံးပေါ့နောက်ကြည့်ကျင်တဲ့သူလဲတခါတည်းတွေ့သွားရအောင်ပေါ့နော် live လွှင့်ရင်းနဲ့ပဲနောက်မှ like ကိုပြန်ရှာရတာတခါတရံကြရင်သူတို့အတွက်က subscribe နှိပ်မထားရင်ရှာရတာခက်တယ်အဲ့တော့ subscribe ဆိုတာလေးကိုနှိပ်ထားရင်တော့ရှာရတာလွယ်တယ်ပေါ့နော်နောက်ဆုံးအဆင့် like လက်မလေးဖြစ်ပေးထားရင်တော့ရှာရတာလွယ်သေးတယ်အဲ့ဒီတော့ကပေါ့နော်ကြည်မယ်လူလည်းတိတ်တော့အများစားမရှိပါဘူးပေါ့ဒါပေမဲ့မင်္ဂလာပါတဲ့ကျွန်တော်ပျောက်နေတယ်လို့ပြောတာဖြစ်မယ်နော်ကိုတန်းဝင်းနိုင်ကဦးတန်းဝင်းနိုင်ကမပြောက်ပါဘူးလို့ရှိပါတယ်လို့เนาะကျွန်တော်ကမပြောက်ဘူးဆိုတာ like ကတော့မလွှင့်ပြဘူးဆိုတာကလည်းကျွန်တော်ပြောသလိုပဲเนาะဟိုဘယ်လိုပြောရမလဲဆိုတော့သူများတွေကခြေပေးဒုက္ခတွေရောက်ဒုက္ခပေါင်းစုံကြားမှာကျွန်တော်က line ပေါ်မှာတကြောနဲ့အမြဲတမ်းလွှင့်နေတော့လေတခါတရံကြရင်မကောင်းဘူးပေါ့เนาะကျွန်တော်ကိုယ်တိုင်လည်းစိတ်ထဲမကောင်းပါဘူးเนาะဒါအမှန်ပြောတာပါဒီလိုတွေဖြစ်ပြနေတာတွေကကျွန်တော်တို့ကိုယ်တိုင်လည်း ARD တိုင်းသားတွေဆိုတော့ကြုံခဲ့ရတာပါပဲเนาะဒီလိုမျိုးဖြစ်တာတွေကိုအဲ့တော့ဒါတွေကတော့တကယ်ကိုတွေဖြစ်တော့ကလည်းစိတ်မကောင်းစရာဆိုတော့သူများတွေဖြစ်နေတဲ့အချိန်မှာလေကိုဘာမှလုံးမပေးနိုင်ပြင်မဲ့စိတ်ထဲတော့မကောင်းပါဘူးပေါ့နော်မင်္ဂလာပါလို့နော်အဲ့တော့အခွေပေးပါတဲ့ဩပေးမယ်လို့နော်အဲ့အခွေကိစ္စကိုကျွန်တော်မေ့နေတာတော်တော်ကြာပြီမပေးပြစ်ဘူးပေါ့နော်ဒါပေမဲ့မပေးပြစ်ဘူးဆိုပေမဲ့အခွေတွေကလည်းကြိုက်တော့အောင်လည်းမတွေ့ဘူးနောက်တစ်ခုကဘာလဲလို့ဆိုတော့ကြိုက်တော့အောင်မတွေ့တဲ့အပြင်ကိုမှဟိုအခွေတွေက3-4လုံးနေပိတ်ခွေရတဲ့အခါကျတော့လွဲချော်မှုများရှိသွားရင်တအားနစ်နာတာเนาะ4လုံးဆိုရင်16ကွက်အပူပါထည့်ရတဲ့အခါကျတော့မလွယ်ဘူးဒါကြီးရတယ်ဒါကြောင့်မလို့ကျွန်တော်ကနစ်နာမှာဆိုလို့အတတ်နိုင်ဆုံးထိန်းချုပ်ပြီးတော့ကဏ္ဍကိုပေးတာပါလို့เนาะအဲ့တော့တွေ့တာမြင်တာလေးကတော့ကျွန်တော်အနေနဲ့မျှဝေပေးလို့ရပါတယ်အခွေဆိုလဲအခွေပေးမယ်မပူနဲ့เนาะပြပေးမယ်ပေါ့အခွေကိုပြပေးမယ်
အဲ့တော့တဲ့အဲ့တော့ကအခွေပါပြပေးရမယ်ဆိုရင်တဲ့မကြပါဘူးလို့နော်ကျွန်တော်အတူချုံပြီးပြမှာပါမွေးကနန်းကိုပြတော့လဲတူတူနဲ့လူရင်းပေါ့နော်အဲ့တော့နောက်ဆုံးကြတော့ကျွန်တော်ဒီနောက်ပိုင်းကယ်ပေါက်တွေပါတွေကြတော့တချို့ဟာတွေကြတော့ formula ကိုယူရတာဖြစ်လို့ကယ်ပေါက်မှာအကွက်များတဲ့အခါတွေရှိတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုရင်ကျွန်တော်မှာကရာခိုင်နှုန်းနဲ့အထိကျွန်တော်ဖြတ်ပြီးတော့ပြောပေးပါတယ်ကျွန်တော်ဒီဘက်က Viber မှာရှိတဲ့အကူတွေအမတွေเนาะဟိုဘက်ကTelegram မှာရှိတဲ့အကူတွေအမတွေဆိုရင်အကုန်လုံးသိပါတယ်ကျွန်တော်အနေနဲ့ကအတက်နိုင်ဆုံးဘယ်လောက်ရာခိုင်နှုန်းဖြစ်နိုင်ခြေရှိတယ်ဆိုတာမျိုးကိုကျွန်တော်ရေးပေးပါတယ်ဒါကတော့ကျွန်တော်ရေးပေးလို့ရတဲ့ဟာကိုရေးပေးတာပေါ့ရေးပေးလို့မရတဲ့ဟာကြာရင်ရေးမပေးပါဘူးเนาะကိုနေကနာမည်ခေါ်ပေးပါတဲ့ဟုတ်ကဲ့ပါလို့เนาะနေဆိုတဲ့အကောင့်မင်္ဂလာပါဗျเนาะအဲ့တော့ကဲဟုတ်ပါပြီလို့ကျွန်တော်တို့စလိုက်ရအောင်လို့ရှိတဲ့သူနဲ့ပဲပေါ့เนาะရှိတဲ့သူနဲ့ပဲစပြီးပြပေးမယ်လို့အဲ့တော့အခွေလို့ပြောလို့ပေါ့เนาะအခွေကတော့တက်တန်းအားဖြင့်နည်းနည်းလေးနှုတ်အောင်မယ်ပေါ့ဒီအခွေလေးကဒါပေမဲ့ဒီပွဲမှာကမွေးမယ်ဆိုရင်ဒီအခွေကလည်းထဲကစားလို့ရတဲ့တိုက်ဆိုင်မှုရှိရပေါ့เนาะဆိုရင်ထဲကစားလို့ရအောင်ပြပေးတာပါလို့เนาะ3လခကြီးပဲရှိအောင်မယ်အခွေကတော့အဲ့တော့ကဲဟုတ်ပြီတဲ့စလိုက်ရအောင်တဲ့ကျွန်တော်တို့เนาะဆိုတော့ဒီပွဲကစမယ်ဂျာသာပရိနိမနက်ဈေးနောက်ပိတ်ရဲ့တောက်ကြမနက်ဈေးနောက်ပိတ်ရဲ့တဲ့နော်ဒီခွန်ဒီ3ညနှလုံးပေါင်းခြင်းဒီခွန်ရဲ့လို့ဖြစ်လို့ခွန်ရဲ့ပါဝါ2ပေါ့နော်အဲ့တော့ခွန်2ဂျာသာပရိနိညနေဈေးထိပ်စီတောက်ကြညနေဈေးထိပ်စီတဲ့ဒီခွန်နှလုံးပေါင်းခြင်း4ရဲ့လို့ဖြစ်လို့4ရဲ့ပါဝါ9 4 9ခွန်2 4 9ဒီတဲ့ဒီပွဲထဲမှာအခွေတဲ့နော်အဲ့တော့ခွန်2 4 9အခွေတွေကဘာခွေလဲဆိုရင်ကျွန်တော်တို့ဟောဒီ24ဆိုတဲ့ကဏ္ဍဒီခွန်2 4 9အခွေပါတဲ့နော်အဲ့တော့နောက်တစ်ချက်တဲ့ကျွန်တော်တို့သွားလိုက်ရအောင်ပေါ့နော်ဂျာသာပရိနိမနက်ဈေးနောက်ပိတ်တောက်ကြမနက်ဈေးနောက်ပိတ်ဒီ8ဒီ4နှလုံးပေါင်းခြင်း2ရဲ့လို့ဖြစ်လို့2ပါဝါခွန်ပေါ့နော်အဲ့တော့ဒီခွန်နှလုံးပေါင်းခြင်း4ဖြစ်လို့4ပါဝါ9 2ခွန်4 9ဒီတဲ့နောက်ပွဲမှာအခွေဆိုတော့ကျွန်တော်တို့42ဆိုတဲ့ကဏ္ဍထပ်ပြီးတော့ထွက်ပါတယ်တဲ့နော်အခွေပါပဲတဲ့အဲ့တော့ကျွန်တော်တို့ဒီ2ဒီ5နှလုံးပေါင်းခြင်းခွန်ရယ်လို့ဖြစ်လို့ခွန်ပါဝါ2ခွန်2ဒီ9ဒီ3ညနှလုံးပေါင်း9ဖြစ်လို့9ပါဝါ4 9 4အဲ့တော့ခွန်2 9 4ဒီတဲ့နောက်တစ်ပွဲမှာလဲခွန်2 9 4ကအခွေပါပဲတဲ့ဆိုတော့ဘာလို့ထွက်လဲဆိုရင်ကျွန်တော်တို့9ဆိုတဲ့ကဏ္ဍထွက်ပါတယ်တဲ့နော်ခွန်2 9 4အခွေတွေက9လို့ထွက်တယ်အခွေဆိုတာအပူးထည့်ရပါတယ်လို့နော်အဲ့တော့နောက်တစ်ချက်တဲ့မင်္ဂလာပါလို့နော်အဖွဲ့ဝင်ပါတဲ့ဟုတ်ကဲ့ပါလို့အားလုံးပဲနော်မင်္ဂလာပါခင်ဗျအဲ့တော့ကဲဟုတ်ပါပြီတဲ့ကျွန်တော်တို့ဒီ8နှလုံးပေါင်းခြင်း6ရေလို့ဖြစ်လို့6ပါဝါ1ဒီ2ဒီ1နှလုံးပေါင်းတော့3ပါဝါ8 6138ဒီတဲ့နောက်ပွဲမှာအခွေတဲ့6138အခွေတွေကဘာထွက်လဲဆိုတော့ကျွန်တော်တို့36ဆိုတဲ့ကဏ္ဍထွက်တယ်66ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်6138အခွေတွေကအဲ့တော့နောက်တစ်ပင်နဲ့နော်ဒီ6ဒီ4နှလုံးပေါင်းခြင်းဒီ3ညရယ်လို့ဖြစ်လို့3ညပါဝါ9 3ည5ပေါ့နော်အဲ့တော့တဲ့ဒီ6ဒီ3ညနှလုံးပြန်ပေါင်းတော့1ရဲ့ပါဝါ6 16ပေါ့3ညာ5 16ဒီတဲ့နောက်ပွဲမှာအခွေတဲ့ဆို3ညာ5 16ကဒီပွဲထဲမှာအခွေဆိုတော့ဟောဒီ60ဒီလေ3ညာ5 16ထဲကပါပဲဒီ3ညာ6ဒီလေ3ညာ5 16ထဲရပါပဲအဲ့တော့ကျွန်တော်တို့ဒီ66ဒီလေ3ညာ5 16အခွေပါပဲလို့เนาะအဲ့တော့ကျွန်တော်တို့ဒီ6ဒီ2နှလုံးပေါင်းခြင်းဒီ8ရယ်လို့ဖြစ်လို့8ပါဝါ3 8 3တဲ့ဒီ9ဒီ4နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9ပါဝါ4 9 4တဲ့အဲ့တော့83 9 4ဒီတဲ့ဒီပွဲထဲမှာခွေရမယ်ဆိုတော့83 9 4တွေကဘာခွေလဲဆိုရင်48ဆိုတဲ့ကဏ္ဍဒီအခွေပါပဲတဲ့33ဆိုတဲ့ကဏ္ဍဒီအခွေပါပဲတဲ့ဟာကြီးက38ဆိုတဲ့ကဏ္ဍဒီလေ83 4 9 4အခွေပါပဲတဲ့เนาะအဲ့တော့သူလဲ3ဘွက်ထွက်သွားတယ်တဲ့အဲ့ဒီပွဲတွေမှာပေါ့เนาะ
အဲ့တော့ကျွန်တော်တို့ဒီ9ဒီ10နှလုံးပေါင်းခြင်းခွန်ရယ်လို့ဖြစ်လို့ခွန်ပါဝါ2ဒီ6ဒီ10နှလုံးပေါင်းခြင်း4ရယ်လို့ဖြစ်လို့4ပါဝါ9 49ပေါ့နော်ခွန်2 49ဒီတဲ့ဒီပွဲထဲမှာအခွေတဲ့နော်အဲ့ခွန်2 49အခွေတွေကဘာခွေလဲဆိုရင်တဲ့ကျွန်တော်တို့ခွန်9ဆိုပြီးတော့ခွန်2 49အခွေတွေကခွန်9ဆိုပြီးထွက်ပါတယ်တဲ့တကွက်ထွက်တယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်တဲ့ဒီ6ဒီ9နှလုံးပေါင်းခြင်း1ရယ်လို့ဖြစ်လို့1ပါဝါ6 6တဲ့ဒီ3ညဒီ9နှလုံးပေါင်း9ရယ်လို့ဖြစ်လို့9ပါဝါ3ညပေါ့အဲ့တော့1653ညဒီတဲ့ဒီပွဲထဲမှာအခွေဆိုတော့ကျွန်တော်တို့1653ညတွေက16ဆိုပြီးတော့အခွေတစ်ခွေထွက်ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီ6ဒီ3နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9ရယ်ပါဝါက4 4ပေါ့နော်အဲ့တော့ဒီ9ဒီ4နှလုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့3ရယ်ပါဝါက8 6 4 3 8ဒီရဲ့ဒီပွဲထဲမှာအခွေတဲ့အဲ့တော့6 4 3 8ထဲကဘာတွေခွေလဲဆိုရင်ကျွန်တော်တို့39ဒီ6 4 3 8အခွေပါ94ဒီ6 4 3 8အခွေပါလို့နော်အဲ့တော့တဲ့နော်ဒီ3ဒီ5နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8ရယ်ပါဝါ3တဲ့နော်အဲ့တော့ဒီ3ဒီ9နှလုံးပေါင်းခြင်း2ရယ်လို့ဖြစ်လို့2ရယ်ပါဝါခွန်ပေါ့ဆိုတော့83နှစ်ခွန်အခွေတဲ့83နှစ်ခွန်အခွေတွေကဘာခွေလဲဆိုရင်ကျွန်တော်တို့83ဆိုပြီးတော့တနင်္လာနေ့ညနေဈေးမှာခွေပါတယ်တဲ့နော်အဲ့တော့တဲ့နောက်တစ်ချက်ပေါ့နော်ဆိုတော့ဒီ3ညဒီ6နှလုံးပေါင်းခြင်းဒီ6ရယ်လို့ဖြစ်လို့6ပါဝါ1တဲ့ဒီ4ဒီ1နှလုံးပေါင်းခြင်းဒီ9ရယ်လို့ဖြစ်လို့9ပါဝါ3ညပေါ့အဲ့တော့6 1 5 3ညဒီတဲ့ဒီပွဲထဲမှာအခွေတဲ့အဲ့တော့6 1 5 3ညတွေကဘာတွေခွေလဲဆိုရင်ဟောဒီ3ည5ဒီ6 1 5 3ညအခွေပါတဲ့နော်ဟောဒီ3ည1ဒီ6 1 5 3ညအခွေပါတဲ့နော်အဲ့တော့နှစ်ကွက်ထွက်တယ်တဲ့အဲ့ပွဲကပေါ့နော်အဲ့တော့နောက်တစ်ချက်ပေါ့ဒီ1ဒီ9နှလုံးပေါင်းခြင်း6ရယ်လို့ဖြစ်လို့6ပါဝါ1 6တဲ့ဒီ4ဒီ3ညနှလုံးပေါင်း4ရယ်လို့ဖြစ်လို့4ပါဝါ9 4 9 6 1 4 9ဒီတဲ့ဒီပွဲထဲမှာအခွေတဲ့အဲ့တော့6 1 4 9အခွေတွေကဘာခွေလဲဆိုရင်ကျွန်တော်တို့61ဆိုပြီးတော့တနင်္လာညနေဈေးမှာပြီးသွားပါတယ်တဲ့နော်အဲ့တော့တဲ့အဲ့တော့ကျွန်တော်တို့လာမယ့်ပွဲပေါ့နော်ဆိုတော့ဒီ3ဒီ4နှလုံးပေါင်းခြင်းကခွန်ရယ်လို့ဖြစ်လို့ခွန်ရဲ့ပါဝါက2ပေါ့နော်အဲ့တော့ဒီ6ဒီ6နှလုံးပေါင်းခြင်းက2တဲ့2ရယ်လို့ဖြစ်လို့2ပါဝါခွန်ဆိုတော့ကျွန်တော်တို့က2ခွန်အခွေတဲ့ဒါအခွေလို့မေးလို့ကျွန်တော်ပြပေးတာပါလို့เนาะမိမိတို့တိုက်ဆိုင်တာရှိရင်ထည့်ထိုးလို့ရအောင်ပေါ့เนาะနှစ်ခွန်ပဲခွေရမှာပေါ့တဲ့ဟုတ်ပါတယ်လို့เนาะကဏ္ဍက80နှစ်ခွန်ပေါ့เนาะဆိုတော့ကဏ္ဍ၄လုံးခွေဆိုပေမဲ့3ခွက်ထဲလာနုသေးပေမဲ့ပြပေးလိုက်တဲ့အကြောင်းရင်းကဒီပွဲမှာအကျဉ်းကလေးခွေရတာမလို့ကျွန်တော်ကဒါအကျဉ်းလေးခွေရတာပေါ့เนาะနှလုံးနဲ့ခွေရတာဆိုတော့လေးလုံးနှလုံးနဲ့ဆုံကြနေလို့ခွေခြင်းနဲ့အကူဒီအမတွေခွေလို့ရအောင်လို့ကျွန်တော်ပြပေးလိုက်တာပါလို့တချို့ကအခွေတီးတန့်ကြိုက်တာလေးရှိတယ်เนาะအဲ့တော့ဒါကတော့အခွေလေးတီးတန့်ပေါ့မိမိတို့ကြိုက်နှစ်သက်တယ်ဆိုရင်ထက်ကစားเนาะအဲ့တော့တဲ့လာမယ့်ပွဲမှာလဲကျွန်တော်မိသားစုဝင်ဟောင်းတွေကိုကျွန်တော်ပြောချင်တာကကျွန်တော်ပေးမဲ့အင်္ဂါမကျော်မွေးကနန်းနှစ်ကွက်ပေါ့နော်ကောင်းတယ်နော်ကောင်းသေးတယ်ကျွန်တော်ကြိုပြောထားတယ်ကောင်းသေးတယ်ဘာပဲဖြစ်ဖြစ်ကစားလို့ရတဲ့အထဲထဲမှာအဲ့ဒီကနန်းနှစ်ကွက်ကပါသေးတယ်ပေါ့နော်လာမယ့်ပွဲမှာလဲဖိဖိစီစီလေးကစားစေခြင်းသေးတယ်ဘာဖြစ်လို့လဲဆိုတော့မွေးကနန်းကနှစ်ကွက်ထဲထုတ်ထားတာနော်အင်္ဂါမကျော်ဘူးမှနှစ်ကွက်ထဲထုတ်ထားတာတချို့ကအင်္ဂါမကျော်ထွက်လိုက်တဲ့ခါကျတော့ကျွန်တော်ကအင်္ဂါမကျော်မှာပတ်သီးတစ်လုံးထည့်ပေးတယ်ဒါကတော့ကျွန်တော်တို့ပတ်ချင်တဲ့သူပတ်မပတ်ချင်တဲ့သူနေပေါ့နော်ဒါပေမဲ့ခက်တာကဘာလဲဆိုတော့အဲ့ဒီပတ်သီးတစ်လုံးထွက်ပြီးတော့ကျွန်တော်မွေးကနန်းကမထွက်သေးဘူးဆိုရင်လာမေးကြတယ်ဆက်ထိုးရအောင်မှာလားတဲ့ဆက်ထိုးပါလို့ပတ်သီးကပတ်သီးမွေးကနန်းကမွေးကနန်းမပတ်သက်ပါဘူးလို့ပတ်သက်နေတာတခုကကျွန်တော်ကဒီမွေးကနန်းနဲ့ပတ်သက်တဲ့ဟာကိုပဲကျွန်တော်တင်ကွက်ပေးထားတာပေါ့နော်ဒီပတ်သီးနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တင်ကွက်မွေးကနန်းယူထားတာအဲ့ဒီအတွက်ပတ်တီးကတတ်ထွက်သွားတော့ညာလေမွေးကနန်းကသူ့ရက်ကိုရောက်တဲ့အထိတော့မွေးရတာပါပဲလို့เนาะအဲ့တော့အင်္ဂါမကျော်ဆိုတော့2ရက်သေးပါ2ကွက်သေးလဲဖြစ်လို့မများဘူးလို့ထင်ပါတယ်ပေါ့เนาะ
အခွေတွေကြိုက်တယ်တဲ့ဟုတ်ကဲ့ပါလို့အခွေကြိုက်ရင်နောက်ပိုင်းလဲကျွန်တော်ဒါတဲ့မာတဲ့အခွေတွေကိုရှာကြည့်ပြီးတော့ပြပေးပါအောင်မယ်တဖြည်းဖြည်းတော့ပေါ့နော်အဲ့တော့ဒါလေးကတော့အခွေတဲ့နောက်တစ်ချက်ပြချင်တာလေးကတော့ brain နဲ့ကတ်လုံးလေးတွေတွဲလုံးလေးတွေကျွန်တော်တို့ရိုက်မှရမယ်ပေါ့နော်ဘာလို့မွေးကနန်းတွေကိုပြတာလဲလို့ဆိုတော့ဖောင်းပွဲတွေကတအားတွေများနေတယ်ရှေ့ပွဲတွေရလဲအဲ့တော့ကျွန်တော်တို့နေတိုက်တွေကိုရိုက်ရတဲ့အခါမှာနည်းနည်းကတန်းကရန်လေးတွေနိုင်နေသေးတယ်လို့ကျွန်တော်မြင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့3ပင်ကနေ4ပင်ကူးရင်ပြက်နေတဲ့အနေအထားတွေကိုတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်မွေးကနန်းတွေဖော်မြူလာတွေကိုအဓိကဦးစားပေးပြီးတော့ကျွန်တော်မိသားစုဝင်တွေကိုလည်းကျွန်တော်ကစားပေးတယ်ပေါ့နော်အခုလိုအပြင်ကကြည့်တဲ့အကိုတွေအမတွေကိုလည်းကျွန်တော်ဒါပြပေးနေတာမွေးကနန်းကိုဦးစားပေးပြီးပြပေးတာပါလို့နော်ဂါမကျော်မွေးကအပတ်တိုင်းထွက်လာတဲ့အဲ့ဒါကတော့ကျွန်တော်ပေးနေစဉ်ကာလမှာတော့ထွက်နေတာပါပဲလို့เนาะကျွန်တော်ကဒီလိုပဲပြောချင်တယ်အဲ့တော့ဒီပွဲလဲထွက်လာမထွက်လာဆိုတာသိချင်သူဟာသူသာမှတ်လိုက်ပါလို့အောက်ကသူဟာသူမှတ်ပါလိမ့်မယ်เนาะကြံခဲ့တဲ့ပွဲကတော့ထွက်လာမထွက်လာဒီပွဲကတော့ထွက်လာမထွက်လာပေါ့เนาะကာမကျော်အဲ့တော့အဲ့ဒီတော့ကကဲဟုတ်ပြီတဲ့ကျွန်တော်တို့စလိုက်ရအောင်เนาะကျွန်တော်ကစဖို့ဒီဘက်ကိုဆွဲပြီးမှဟိုဘက်ကိုပြန်ယူသွားသလိုဖြစ်နေတယ်เนาะဒါတွေကကျွန်တော်တခါမှမပြသေးတဲ့စနစ်လေးတွေကိုထုတ်ပြတာဒါပေမဲ့အရန်ကြီးတော့မကြိုက်ဘူးသို့တော်ညာလဲအရန်ကြီးမကြိုက်ဘူးဆိုပေမဲ့ကျွန်တော်ပေးမဲ့အင်္ဂါမကျော်2ကွက်လောက်မကြိုက်တာပဲရှိပါတယ်ဖြစ်နိုင်ခြေအများဆုံးကိုကျွန်တော်ဆွဲထုတ်ပြီးပြတာပါเนาะပွင့်ပွင့်လင်းလင်းပြောတာအဲ့တော့ကြံတာတွေလည်းအများကြီးရှိတယ်အဲ့ထဲကနေမှရွေးချယ်ပြီးတော့ဖြစ်နိုင်တာလေးကိုပြတာဖြစ်သည့်အတွက်နည်းနည်းလေးတော့သိခံပါလို့เนาะအမှားအမှန်တော့ရှိကြမယ်ပေါ့အဲ့တော့ကြာသာပရင်းနေမနက်ဈေးထိပ်စီတောက်ကြမနက်ဈေးနောက်ပိတ်ပေါ့ဒီလေးဒီသုံးနှလုံးပေါင်းခွန်ရယ်လို့ဖြစ်လို့ခွန်ရဲ့နှစ်ခတ်3ညခွန်3ညသည်တဲ့ဒီပွဲထဲမှာပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့9သည်3ညပရိတ်ပါတဲ့နော်ခွန်3ညပရိတ်ထဲကအဲ့တော့ကျွန်တော်တို့ဒီ9ဒီ6နှလုံးပေါင်းချင်း1ရယ်လို့ဖြစ်လို့တဲ့1ရယ်နှစ်ခတ်8 1 8သည်တဲ့ဒီပွဲထဲမှာပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့1ခွန်ကပရိတ်8တဲ့1 3ည1ကပရိတ်1 5 6ကပရိတ်1တဲ့နော်1 8ပရိတ်ထဲကအဲ့တော့ကျွန်တော်တို့ဂျာသာပရိမနက်ဈေးထိပ်စီတောက်ကြမနက်ဈေးနောက်ပိတ်ဒီလေးဒီ3ညနှလုံးပေါင်း4ရယ်လို့ဖြစ်လို့4နှစ်ခတ်2 4နှစ်ပရိတ်ဒီတဲ့ဒီပွဲထဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့40ဆိုတာပရိတ်4ပေါ့နော်9 5ကပရိတ်4 20ကပရိတ်2 13ကပရိတ်4တဲ့နော်အဲ့တော့ဒီ1ဒီ9နှလုံးပေါင်း6ရယ်လို့ဖြစ်လို့6 9ပရိတ်ဒီပွဲထဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့6 9ပရိတ်ထဲက50နဲ့1ဒီပရိတ်6တဲ့နော်ရှာပါတောက်ကြညနေရောက်မှတောက်ကြမနေ့ရောက်မှလာထွက်တယ်နော်အဲ့တော့ဒီ3ဒီ8ဒီ3ဒီ9နှလုံးပေါင်း8ရယ်လို့ဖြစ်လို့8နှစ်ခတ်1ပေါ့နော်8 1ပရိတ်ဒီတဲ့ဒီပွဲထဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့65ကပရိတ်1 38ကပရိတ်1 53ကပရိတ်8တဲ့နော်အဲ့တော့ဒီ3ဒီ1နှလုံးပေါင်း4ရယ်လို့ဖြစ်လို့4နှစ်ခတ်2 4နှစ်ပရိတ်ဒီပွဲထဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့59ကပရိတ်4 39ကပရိတ်2တဲ့အဲ့တော့ဒီ3ညဒီ9နှလုံးပေါင်း9ရယ်လို့ဖြစ်လို့96ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့90ခွန်ကပရိတ်6 51ကပရိတ်6ပေါ့နော်88ကပရိတ်6ဒီ51ကလည်းပရိတ်6ပေါ့နော်ကျွန်တော်တို့96ပရိတ်ပေါ့နော်ဒီပွဲမှာကအဲ့တော့ကျွန်တော်တို့ဒီ1ဒီ8နှလုံးပေါင်းချင်းဒီလေ9ရယ်လို့ပဲဖြစ်လို့တဲ့ဒီပွဲထဲမှာလဲ96ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့54ကပရိတ်9 90ကပရိတ်9တဲ့နော်အဲ့တော့ဒီမှာကတော့ကျွန်တော်တို့တောက်ကြပိတ်ထားလို့ယူလို့မရအောင်အဲ့တော့ဒီ2ဒီ6နှလုံးပေါင်း8ရယ်လို့ဖြစ်လို့နောက်တစ်ပွဲမှာ8 1ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့99ကပရိတ်8တဲ့နော်3ည8ကပရိတ်8 56ကပရိတ်1တဲ့နော်အဲ့တော့8 1ပရိတ်ပေါ့ဒီပွဲထဲမှာ sorry ကျွန်တော်ကရေးပေးဖို့မေ့သွားတယ်နော်8 1ကပရိတ်အဲ့တော့ကျွန်တော်တို့ဒီ1ဒီ8နှလုံးပေါင်းချင်းဒီ9ရယ်လို့ဖြစ်လို့တဲ့ဒီပွဲထဲမှာ96ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့ဟောဒီက90နဲ့ခွန်ဒီပရိတ်6 33ဒီပရိတ်6ပေါ့နော်96ပရိတ်ထဲမှာပရိတ်6ထွက်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီ6ဒီ3ညနှလုံးပေါင်းချင်းဒီ6ရယ်လို့ဖြစ်လို့ဒီပွဲထဲမှာ69ကပရိတ်တဲ့69ပရိတ်ထဲကဘာတွေထွက်လဲဆိုရင်ကျွန်တော်တို့54ကပရိတ်9တဲ့24ကပရိတ်6 88ကပရိတ်6တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီ8ဒီ4နှလုံးပေါင်းချင်း2ရယ်လို့ဖြစ်လို့ဒီပွဲထဲမှာဒီ2 4ပရိတ်ပေါ့နော်2 4ပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့3ည2ကပရိတ်2တဲ့နော်
အဲ့တော့ကျွန်တော်ဒီဘက်ကိုဆွဲလိုက်တော့မယ်ပေါ့နော်နည်းနည်းလေးမြင်ရလောက်တဲ့အထီကိုဆိုတော့ကတဲ့ဒီ3ညဒီ9နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့ဒီပွဲထဲမှာ9 3ကပရိတ်တဲ့နော်အဲ့တော့9 3ပရိတ်ထဲကဘာတွေထွက်လဲဆိုရင်96ကပရိတ်9ပေါ့နော်96ပရိတ်9ပရိတ်9နှစ်ကြိမ်ထွက်သွားတာပေါ့နော်9 3ပရိတ်ထဲကအဲ့တော့ဒီနှစ်ဒီရှစ်နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့3ညနှစ်ခက်ကခွန်3ညခွန်ဒီရဲ့ဒီပွဲထဲမှာပရိတ်ဆိုတော့3ညခွန်ပရိတ်ထဲကဘာတွေထွက်တယ်လဲဆို82က3ညပရိတ်28က3ညပရိတ်ပေါ့နော်3ညခွန်ပရိတ်ထဲက3ညပရိတ်ထွက်ပါတယ်လို့နော်အဲ့တော့ဒီ3ဒီ4နှလုံးပေါင်းခြင်းခွန်ရယ်လို့ဖြစ်လို့ဒီပွဲထဲမှာခွန်3ညကပရိတ်တဲ့ခွန်3ညပရိတ်ထဲမှာဘာတွေထွက်လဲဆိုရင်98ကပရိတ်ခွန်52ကပရိတ်ခွန်တဲ့နော်ပရိတ်ခွန်ထွက်ပါတယ်လို့အဲ့တော့ဒီ6ဒီနှစ်နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8တက်ဒီတဲ့8တက်ဒီဒီပွဲထဲမှာပရိတ်တဲ့အဲ့တော့8တက်ပရိတ်ထဲကဘာတွေထွက်လဲဆိုရင်29ကပရိတ်တက်ဆိုပြီးတော့ရှာရှာပပ38ကပရိတ်တက်ပေါ့နော်ပရိတ်တက်တစ်မျိုးထွက်ပါတယ်တဲ့အဲ့တော့ဒီနှစ်ဒီရှစ်နှလုံးပေါင်း3ညရယ်လို့ဖြစ်လို့3ညနှစ်ခက်ကခွန်ပေါ့နော်3ညခွန်ကပရိတ်တဲ့ဒီပွဲထဲမှာအဲ့တော့34ကပရိတ်ခွန်52ကပရိတ်ခွန်55က3ညပရိတ်တဲ့နော်3ညခွန်ပရိတ်ထဲကအဲ့တော့ဒီ6ဒီ9နှလုံးပေါင်းခြင်း1ရယ်လို့ဖြစ်လို့18ဒီပွဲထဲမှာပရိတ်တဲ့18ပရိတ်ဆိုတော့ကျွန်တော်တို့ကဒီမှာ1ခွန်ဒီပရိတ်8တဲ့နော်18ပရိတ်ထဲကပရိတ်8တစ်မျိုးထွက်ပါတယ်လို့နော်အဲ့တော့ကျွန်တော်တို့ဒီ3ဒီခွန်နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့ဒီပွဲထဲမှာ3ညခွန်ကပရိတ်တဲ့3ညခွန်ပရိတ်ကဘာတွေထွက်လဲဆိုရင်3ညဘူးက3ညပရိတ်80ကခွန်ပရိတ်ပေါ့နော်3ညခွန်ပရိတ်ထဲမှာ2မျိုးထွက်ပါတယ်လို့နော်အဲ့တော့ဒီ3ညဒီ9နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9နှစ်ခတ်3 3ကပရိတ်တဲ့ဒီပွဲထဲမှာ85ကပရိတ်3 30ကပရိတ်3ပေါ့နော်9 3ပရိတ်ထဲမှာအဲ့တော့ဒီ3ဒီ6နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9နှစ်ခက်က6 6ကပရိတ်တဲ့ဒီပွဲထဲမှာ6ပရိတ်ထဲကဘာတွေထွက်လဲဆိုရင်45ပရိတ်9ဆိုပြီးတော့ပရိတ်9တစ်မျိုးထွက်ပါတယ်တဲ့အဲ့တော့ဒီ3ဒီ9နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8နှစ်ခတ်1 8ကဒီပွဲထဲမှာပရိတ်တဲ့အဲ့တော့56ဒီပရိတ်1ပါတဲ့နော်ပရိတ်1တစ်မျိုးထွက်တယ်ပေါ့အဲ့တော့လာမယ့်ပွဲကိုကြည့်ရင်တဲ့ဒီ9ဒီ3နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့ဒီမှာ8ပရိတ်ဆိုတာတစ်မျိုးရှိပါတယ်တဲ့နော်8ကပရိတ်အဲ့တော့8ပရိတ်ထဲကတဲ့8ပရိတ်လို့ခေါ်ရင်ပေါ့နော်ဘာနဲ့ကျွန်တော်တို့ကတ်ရင်ကောင်းမလဲဆိုတာလေးကိုတော့အတတ်နိုင်ဆုံးစူးစမ်းပြီးကြည့်လိုက်ရအောင်လို့အရင်ဆုံးပေါ့နော်ဆိုတော့တဲ့ဆိုတော့ကတဲ့မင်္ဂလာပါလို့နော်ကိုကလာပါဦးမလားတဲ့လာလိုက်မယ်လို့နော်လာမဲ့ပွဲကိုတော့ကျွန်တော်က3ပွဲပျောက်ထားလို့ပြောတဲ့စကားမဟုတ်ပါဘူးလာမဲ့ပွဲမှာဒီအခုလာမဲ့ပွဲမှာကိုစောပါမှာကိုစောမယ်နော်ကိုနဲ့စောမယ်စောလေးလာဖို့ရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပေးမဲ့မွေးကနန်းကတော့ကိုမပါဘူးပွင့်ပွင့်လင်းလင်းပြောတာနော်ကျွန်တော်ပေးမဲ့အင်္ဂါမကျော်မွေးကနန်းနှစ်ကွက်ထဲမှာကိုမပါဘူးတခါတည်းကြိုပြောထားတာနော်အဲ့တော့ဘာပဲဖြစ်ပေါ့နော်ဟိုကိုကကစားကျင်တဲ့အကူတွေအမတွေရှိရင်လည်းကစားရဲအောင်ပြောတာပါကိုကစောမှာပါပေါ့နော်ဒါကတော့ကျွန်တော်အနေနဲ့စနစ်ကိုမြင်လို့ပြောတာပါအဲ့တော့သူ့လိုပဲစောမဲ့ဟာတွေလည်းအများကြီးရှိပါသေးတယ်ပေါ့နော်နောက်ထပ်နှလုံး3လုံးတွေ့ထားပါသေးတယ်အဲ့တော့2လူကနန်း6လူကနန်းပေါ့နော်ဒါတွေကစောဖို့ရှိပါတယ်လို့တခါတည်းကြိုပြောတယ်နော်ကျွန်တော်ဒါပေမဲ့အဲ့ဒီကိုကျွန်တော်အနေနဲ့ပတ်တီးလည်းမပေးဘူးမွေးကနန်းလည်းမထုတ်ဘူးဘာကြောင့်လဲဆိုတော့ပျောက်ထားတဲ့ကနန်းကိုထုတ်ရတာတိတ်ကြက်သေးလုံးလို့နော်သူတို့ကအဲ့လိုကနန်းမျိုးတွေကလာရင်ဘာတွေလာတတ်လဲဆိုတော့အပူးတို့ပါဝါတို့နက်ခတ်တို့ပေါ့နော်ပြန်ကြလာရင်ဒါမျိုးတွေနဲ့လာတတ်တယ်သတိထားအဲ့လိုတအားပျောက်ထားတဲ့ကနန်းကပူးရင်မပူးရင်ပါဝါနက်ခတ်နဲ့လာတတ်တယ်တခါတည်းကြိုပြောတယ်နော်ကျွန်တော်အဲ့တော့ကဲဟုတ်ပြီတဲ့ဒါလေးကိုကျွန်တော်တစ်ချက်တီးညှိလိုက်ရအောင်ပေါ့နော်ဆိုတော့ကပ်ပင်ရတော့တူပါအောင်မယ်လို့နော်အဲ့တော့ဒီနှစ်ဒီရှစ်နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့တဲ့3ညခွန်ပရိတ်ဒီပွဲထဲမှာလို့ဆိုလိုက်တဲ့အချိန်မှာတဲ့ကြာသာပရိညနေစီနောက်ပဲတောက်ကြညနေစီနောက်ပဲတဲ့ဒီ3ညဒီနှစ်နှလုံးပေါင်းခြင်းရနှစ်တဲ့နှစ်ပါဝါခွန်တဲ့နော်ဒီမှာကပရိတ်ကနက်ခတ်ခေါ်ပေမဲ့ကတ်လုံးကတော့ကျွန်တော်ပါဝါခေါ်ထားတာပါလို့နော်
အဲ့တော့နှစ်ခွန်ထိတဲ့3ညခွန်ပရိတ်တဲ့နှစ်ခွန်ထိတဲ့3ညခွန်ပရိတ်ဆိုတော့ကျွန်တော်တို့50နဲ့နှစ်ဒီနှစ်ခွန်တွေကနှစ်ထိပြီးတော့3ညခွန်ပရိတ်ထဲကခွန်ပရိတ်ပါလို့နော်50နှစ်ဆိုပြီးတော့ထွက်ပါတယ်လို့နော်အဲ့တော့ဒီ6ဒီ9နှလုံးပေါင်းခြင်း1ရယ်လို့ဖြစ်လို့1 8ကပရိတ်တဲ့ဒီ9နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့3ညပါဝါ9 3ည9ထိတဲ့1 8ပရိတ်တဲ့အဲ့တော့3ည9ထိတဲ့1 8ပရိတ်ဆိုရင်ကျွန်တော်တို့80ဆိုတဲ့ခဏန်းဒီ3ည9တွေက3ညထိပြီးတော့1 8ပရိတ်ထဲကပရိတ်8ပါလို့နော်အဲ့တော့နောက်တစ်ချက်တဲ့ဒီခွန်ဒီ3နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့တဲ့ဒီပွဲထဲမှာ3ညခွန်ကပရိတ်တဲ့ဒီခွန်ဒီ3နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့3ညပါဝါ9 3ည9ထိတဲ့3ညခွန်ပရိတ်တဲ့နော်အဲ့တော့3ည9ထိတဲ့3ညခွန်ပရိတ်ဆိုတော့ကျွန်တော်တို့3ညဆိုတဲ့ကဏ္ဍဒီ3ည9ထိတဲ့3ညပရိတ်ပါ80ဆိုတဲ့ကဏ္ဍဒီ3ည9က3ညထိပြီးတော့3ညခွန်ပရိတ်ထဲကပရိတ်ခွန်ပါတဲ့နော်အဲ့တော့ဒီ3ညဒီ9နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9 3ကပရိတ်တဲ့ဒီပွဲထဲမှာပေါ့နော်ဒီ9ဒီ4နှလုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့3ပါဝါ8 3 8ထိတဲ့9 3ပရိတ်တဲ့3 8ထိတဲ့9 3ပရိတ်ဆိုတော့85ဒီလေ3 8ထိတဲ့ပရိတ်3ပါ30ဒီလေ3 8ထိတဲ့ပရိတ်3ပါလို့နော်အဲ့တော့ကျွန်တော်တို့ဒီ3ဒီ6နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9 6ကပရိတ်တဲ့ဒီခွန်ဒီ2နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9ရဲ့ပါဝါ4 9 4ထိတဲ့9 6ပရိတ်တဲ့အဲ့တော့6 4ထိတဲ့6 6ပရိတ်ဆိုတော့ကျွန်တော်တို့45ဒီ6 4တွေက4ထိပြီးတော့6 6ပရိတ်ထဲက6ပရိတ်ပါလို့เนาะ45ဆိုပြီးထွက်ပါတယ်ဒီ3ဒီ9နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8 1ကပရိတ်တဲ့ဒီ9ဒီ1နှလုံးပေါင်း6ရယ်လို့ဖြစ်လို့6ပါဝါ1 6 1ထိတဲ့8 1ပရိတ်တဲ့6 1ထိတဲ့8 1ပရိတ်ဆိုတော့ကျွန်တော်တို့56ဒီ6 1ထဲက6ထိပြီးတော့8 1ပရိတ်ထဲကပရိတ်1ပါတဲ့เนาะအဲ့တော့ဒီ9ဒီ3နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့ဒီပွဲမှာ8 1ပရိတ်လို့ဆိုလိုက်တဲ့အချိန်မှာတဲ့ဒီ3ဒီ8နှလုံးပေါင်းခြင်း1ရယ်လို့ဖြစ်လို့1ပါဝါ6 6ထိတဲ့8 1ပရိတ်တဲ့เนาะဒါကတစ်ဖက်ကျွန်တော်တို့စဉ်းစားလိုက်တာပေါ့เนาะအဲ့တော့နောက်တစ်ချက်ထပ်ပြီးတော့ကျွန်တော်တို့စဉ်းစားကြည့်လိုက်ရအောင်တဲ့เนาะအဲ့တော့ကျွန်တော်တို့နောက်တစ်ချက်ပေါ့နော်ဒီ3ဒီ4နှလုံးပေါင်းခြင်းခွန်ရယ်လို့ဖြစ်လို့တဲ့ဒီပွဲမှာခွန်3ညပရိတ်လို့ဆိုလိုက်တဲ့အချိန်မှာတဲ့ကြာသာပရိနေမနက်စီထိတ်စီတောက်ကြမနက်စီထိတ်စီဒီ3ဒီ2နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9ပါဝါ3ည9 3ညထိတဲ့ခွန်3ညပရိတ်လို့ဆိုလိုက်တဲ့အချိန်မှာလေတဲ့နော်ကျွန်တော်တို့50နဲ့2ဆိုတဲ့ခဏန်းဒီတဲ့ဒီမှာထွက်ခဲ့ပူပါတယ်တဲ့ကြာသာပရိမှာနော်9 3ညထိခွန်3ညပရိတ်ဆိုတော့9 3ညတွေက9ထိပြီးတော့ခွန်3ညပရိတ်တွေကပရိတ်ခွန်ပါလို့52ကနော်အဲ့တော့ဒီ6ဒီ2နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8 1ပရိတ်လို့ဆိုလိုက်တဲ့အချိန်မှာလေတဲ့ဒီ6ဒီ6ကြာသာပရိမနက်စီထိတ်စီတောက်ကြမနက်စီထိတ်စီဒီ6ဒီ6နှလုံးပေါင်းခြင်း2တဲ့2ပါဝါခွန်2ခွန်ထိရဲ့8 1ပရိတ်တဲ့2ခွန်ထိတဲ့8 1ပရိတ်ဆိုတော့29ဆိုတဲ့ကဏ္ဍဒီ2ခွန်တွေက2ထိပြီးတော့8 1ပရိတ်ထဲကပရိတ်1ပါလို့เนาะအဲ့တော့ဒီ2ဒီ8နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့3ညခွန်ပရိတ်လို့ဆိုလိုက်တဲ့အချိန်မှာလေတဲ့เนาะဒီ2ဒီ3နှလုံးပေါင်းခြင်းဒီ9ရယ်လို့ဖြစ်လို့9ပါဝါ3ည9 3ညထိတဲ့3ညခွန်ပရိတ်တဲ့9 3ညထိတဲ့3ညခွန်ပရိတ်ဆိုတော့52ဆိုတဲ့ကဏ္ဍဒီ9 3ညတွေက9ထိပြီးတော့ကျွန်တော်တို့3ညခွန်ပရိတ်ထဲကပရိတ်ခွန်ပါလို့เนาะအဲ့တော့ဒီ6ဒီ9နှလုံးပေါင်း1ရယ်လို့ဖြစ်လို့1 8ပရိတ်လို့ဆိုလိုက်တဲ့အချိန်မှာလေတဲ့ဒီ6ဒီခွန်နှလုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့3ရဲ့ပါဝါ8 3 8ထိတဲ့ကျွန်တော်တို့1 8ပရိတ်တဲ့3 8ထိတဲ့1 8ပရိတ်ဆိုတော့ကျွန်တော်တို့80ဆိုတဲ့ကဏ္ဍဒီ3 8ထိတဲ့1 8ပရိတ်ထဲကပရိတ်8ပါလို့နော်အဲ့တော့53ဆိုတဲ့ကဏ္ဍဒီ3 8ထဲက3ထိပြီးတော့1 8ပရိတ်ထဲကပရိတ်8ပါပဲလို့နော်အဲ့တော့တဲ့ဒီခွန်ဒီ3နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့3ညနှစ်ခတ်ခွန်ပေါ့နော်3ညခွန်ကပရိတ်လို့ဆိုလိုက်တဲ့အချိန်မှာလေတဲ့ဒီခွန်ဒီ9နှလုံးပေါင်းခြင်း2ရယ်လို့ဖြစ်လို့2ပါဝါခွန်2ခွန်ထိတဲ့3ညခွန်ပရိတ်တဲ့
အဲ့တော့နှစ်ခွန်ထိတဲ့300ခွန် break ဆိုရင်80ဆိုတဲ့ကဏ္ဍဒီနှစ်ခွန်တွေကခွန်ထိပြီးတော့300ခွန် break တွေက break ခွန်ပါလို့နော်အဲ့တော့ကျွန်တော်တို့ဒီ300ဒီ9နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့93က break တဲ့နော်ဒီ300ဒီ1နှလုံးပေါင်း1ရယ်လို့ဖြစ်လို့1ပါဝါ6ပေါ့နော်အဲ့တော့16ထိတဲ့93 break ပေါ့နော် sorry နော်16ထိတယ်53 break sorry မထိဘူးเนาะဒီပွဲတစ်ပွဲမှာထိမသွားဘူး sorry ဒါဆိုရင်ဒီစနစ်ကမမှန်ဘူးเนาะဒါပေမဲ့နောက်ပိုင်းမှာပြန်ဝင်လာတယ်ကျွန်တော်ဒါကိုသတိမထားမိလိုက်တာเนาะဒီမှာတစ်ချက်ကျွန်တော်သတိမထားမိလိုက်တာကြည်နေနေအဆက်ပြတ်သွားတာပေါ့เนาะဒီမှာကျတော့66 break ပေါ့เนาะဒီနှလုံးပေါင်းတော့4ရယ်လို့ဖြစ်လို့49ထိတဲ့66 break เนาะပြန်ဝင်ပေးတယ်เนาะ49ထိတဲ့66 break ဆိုတော့လေကျွန်တော်တို့45ပေါ့เนาะဒီမှာလည်းဒီတိုင်းပဲပြန်ဝင်ပေးပါတယ်ဒီ3ဒီ5နှလုံးပေါင်း8ရယ်လို့ဖြစ်လို့8တစ်က break ဒီနှလုံးက3ရယ်လို့ဖြစ်လို့305ပေါ့เนาะ305ထိတဲ့8တစ် break ဆိုတော့လေ56ပါပဲတဲ့เนาะပြန်ထိပေးတယ်เนาะဒီမှာလည်းဒီလိုပဲ8တစ် break ဒီနှလုံးက6ရယ်လို့ဖြစ်လို့6တစ်ထိရဲ့8တစ် break ပေါ့เนาะ sorry ကြားလိုက်ကောင်ပြက်ပွဲတပင်ကိုကျွန်တော်သတိမထားလိုက်မိတာเนาะ sorry ပါအဲ့တော့ကျွန်တော်တို့က16ထိတဲ့8တစ် break ဆိုတာကိုပင်ရှည်မရရင်တော့ပင်လို့တော့ကျွန်တော်တို့ပြထားပါမယ်နော်အဲ့တော့16ထိတဲ့8တစ် break ဆိုရင်တဲ့တစ်တလုံးနဲ့ဆိုရင် break 8ဖြစ်ဖို့တစ်ခွန်တစ် break ဖြစ်ဖို့30တဲ့6တလုံးနဲ့8 break ဖြစ်ဖို့က62 6တလုံးနဲ့တစ် break ဖြစ်ဖို့က65တဲ့နော်အဲ့တော့ तू ကတော့4ခွက်ပေါ့နော်အဲ့ဒီတော့တဲ့နော်အဲ့ဒီတော့ကဲဟုတ်ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့နည်းနည်းလေးနောက်တစ်ချက်လောက်သွားလိုက်ရအောင်ပေါ့နော်နောက်တစ်ချက်လောက်သွားခြင်းသေးတယ်ပေါ့ဆိုတော့အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်မိသားစုဝင်ဟောင်းတွေကိုကျွန်တော်ပြောချင်တာကတော့အဟောင်းတွေရောနောင်ဝင်မဲ့အစ်စ်တွေရောကျွန်တော်တခါတည်းကြိုပြောတာနော်အင်္ဂါမကျော်မွေးကနန်းနှစ်ကွက်ဒီပွဲမှာကောင်းပါတယ်ဂယူးဆိုင်ပါနော်ဂယူးဆိုင်ပြီးကစားပါကောင်းသေးလို့ကောင်းတယ်လို့ကျွန်တော်ပြောပြီးပေးတာပါနော်ကဲဟုတ်ပြီတဲ့နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီအပင်ကထိတ်ဆုံးကအပင်ကအင်္ဂါပိတ်ထားတော့ကျွန်တော်ယူလို့မရအောင်နော်ဒုတိယအပင်ကနေစပြီးတော့ယူရမှာပေါ့ဆိုတော့အင်္ဂါနေ့ညနေစီနောက်ပိတ်ရဲ့ကျွန်တော်တို့ကြာသာပရိညနေစီနောက်ပိတ်ရဲ့တဲ့နော်ဒီ9ဒီ6နှလုံးပေါင်းခြင်း1ရဲ့လို့ဖြစ်လို့1နှစ်ခတ်က8 8ကပရိတဲ့18 break ဆိုတော့ဒီပွဲထဲမှာဘာတွေထွက်လဲဆိုရင်ကျွန်တော်တို့1ခွန်က break 8 56က break 1 310က break 1ပေါ့နော်44က break 8ပေါ့18 break ထဲကထွက်ပါတယ်တဲ့ဂျားလေကောင်မှလည်းပြက်ပင်မရှိပါဘူးเนาะအဲ့တော့တေချာပေါက်ပြက်ပင်မရှိဘူးကျွန်တော်ကိုယ်တိုင်3-4ကောက်စစ်ထားတဲ့ဟာပေါ့เนาะဆိုတော့အဲ့တော့ကျွန်တော်ကပ်ပင်သွားတဲ့နေရာကနေတခါလေးတန်းပြီးတော့ပြလိုက်ပါတော့မယ်လို့เนาะအဲ့တော့အင်္ဂါနေ့ညနေစီနောက်ပိတ်ရဲ့ကြာသာပရိညနေစီနောက်ပိတ်ရဲ့တဲ့ဒီ6ဒီ2နှလုံးပေါင်းခြင်း8ရဲ့လို့ဖြစ်လို့8တစ်ကပရိတဲ့เนาะအဲ့တော့ဒီ8ဒီ3ညနှလုံးပေါင်းခြင်း8ရဲ့လို့ဖြစ်လို့လေဒီပွဲထဲမှာ8တစ်ကပရိတဲ့เนาะအဲ့တော့ဒီ4ဒီ5နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့လေတဲ့ဒီပွဲထဲမှာ96က break ဒီနားမှာရေးမယ်ဗျနော်ဆက်ရှုံးမယ်အဲ့တော့တခါကျွန်တော်တို့ဒီ3ဒီခွန်နှလုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့တဲ့ဒီပွဲမှာ3ရခွန်က break တဲ့နော်အဲ့တော့ဒီ3ရဒီ9နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့ဒီပွဲထဲမှာ96က break တဲ့ဒီမှာကတော့ယူလို့မရအောင်နော်အဲ့တော့ဒီ break ကလည်းဂျားလက်ကောင်မှာပြက်ပင်မရှိဘူးပြက်ပွဲလည်းမရှိဘူးပေါ့နော်ကျွန်တော်ခြုံပြတာအချိန်ကမိနစ်30ကျော်လာပြီမဟုတ်လို့ကျွန်တော်အကူကြီးအမကြီးကြည့်ရတာပင်ပန်းမှာစိုးလို့နော်အဲ့တော့တဲ့အမြဲအားပေးနေပါတယ်တဲ့ဟုတ်ကဲ့ပါလို့နော်မင်္ဂလာပါဗျအားလုံးပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီခွန်ဒီ9နှလုံးပေါင်းခြင်း2ရယ်လို့ဖြစ်လို့တဲ့ဒီပွဲမှာက2-4ကပရိတဲ့နော်အဲ့တော့ကျွန်တော်တို့ဒီလာမဲ့ပွဲကိုကြည့်ရင်တဲ့ဒီ3ညဒီ3နှလုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့ဒီပွဲမှာ3-5ကပရိတဲ့အဲ့တော့3-5ကပရိရေးရတာမကောင်းစာရွက်တွေကဘယ်လိုဖြစ်လဲကျန်းလိုက်ကြဆိုတာအဲ့တော့ကဲဟုတ်ပြီတဲ့ကျွန်တော်တို့ကပ်ပင်လေးထည့်လိုက်ရအောင်တဲ့နော်ဒီကြားလေကောင်ကပွဲတွေမှာလည်းပြက်ပွဲမရှိဘူးကျွန်တော်တခါတည်းကြိုပြောတာနော်ဒီပရိကလည်းဒါ8လပေါ့နော်8လရှိသွားပြီလုံးဝပြက်ပွဲမရှိသေးတဲ့ပရိပဲအဲ့တော့
အဲ့ဒီတော့တဲ့ကျွန်တော်တို့နော်ဒီကစမယ်ဒီ6ဒီနှစ်နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8တစ် break လို့ဆိုလိုက်တဲ့အချိန်မှာတဲ့8တစ် break ကဘာထိရမလဲဆိုရင်တဲ့ကျွန်တော်တို့နော်ဟောဒီကအင်္ဂါနေ့မနက်ဈေးနောက်ပိတ်ရယ်အင်္ဂါညနေဈေးနောက်ပိတ်ရယ်တဲ့ဒီ8ဒီ6နှလုံးပေါင်းခြင်း4ရယ်လို့ဖြစ်လို့4ပါဝါ9ထိတဲ့8တစ် break တဲ့4ထိတဲ့8တစ် break ဆိုရင်ကျွန်တော်တို့29ဆိုတဲ့ကဏ္ဍဒီ4တွေက9ထိပြီးတော့8တစ် break ထဲက break တစ်ပါတဲ့နော်အဲ့တော့ကျွန်တော်တို့ဒီ8ဒီ3ညနှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့နောက်ပွဲမှာလဲ8တစ်က break တဲ့အဲ့တော့ဒီ3ဒီ8နှလုံးပေါင်းခြင်း1ရယ်လို့ဖြစ်လို့1ပါဝါ6 6ထိတဲ့8တစ် break တဲ့16ထိတဲ့8တစ် break ဆိုတော့ဟောဒီ3ည1ဆိုတဲ့တနင်္လာမနက်ဈေးရကဏ္ဍဒီ16ထဲက1ထိပြီးတော့8တစ် break ထဲက break တစ်ပါတဲ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ချက်တဲ့ဒီ4ဒီ5နှလုံးပေါင်း9ရယ်လို့ဖြစ်လို့96က break တဲ့ဒီပွဲထဲမှာနော်အဲ့တော့ဒီ9ဒီ4ပေါ့နော်အင်္ဂါမနက်ဈေးနောက်ပိတ်အင်္ဂါညနေဈေးနောက်ပိတ်ဒီ9ဒီ4နှလုံးပေါင်းခြင်း3ပါဝါ8တဲ့38ထိတဲ့96 break တဲ့38ထိတဲ့96 break ဆိုတော့ကျွန်တော်တို့33ဆိုတဲ့ကဏ္ဍဒီ38ထဲက3ထိပြီးတော့96 break ထဲက break 6ပါလို့နော်အဲ့တော့ဒီ3ဒီခွန်နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့ဒီပွဲမှာ3ညခွန်က break တဲ့နော်အဲ့ဒီ3ညခွန် break ကိုမှကျွန်တော်တို့ဒီခွန်ဒီ3နှလုံးပေါင်းခြင်းဒီ3ညရယ်လို့ဖြစ်လို့3ညပါဝါ9 3ည9ထိတဲ့3ညခွန် break တဲ့ဒါဆိုတော့ကျွန်တော်တို့3ညဒီ3ည9တွေက3ညထိပြီးတော့3ညခွန် break ထဲက3ည break တဲ့ဟောဒီ80ဆိုတဲ့ကဏ္ဍဒီ3ည9တွေက3ညထိပြီးတော့3ညခွန် break ထဲက break ခွန်တဲ့နော်အဲ့တော့ဒီ3ညဒီ9နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့96က break တဲ့နော်ဒီပွဲထဲမှာအဲ့တော့ဒီခွန်ဒီ3ညနှလုံးပေါင်းခြင်းဒီခွန်ရယ်လို့ဖြစ်လို့ခွန်ပါဝါ2ခွန်2ထိတဲ့96 break တဲ့ခွန်2ထိတဲ့96 break ဆိုတော့42ဒီခွန်2ထဲက2ထိပြီး96 break ထဲက break 6ပါတဲ့เนาะဒီပွဲကတော့ယူလို့မရအောင်ပြက်ထားတယ်အင်္ဂါနေ့ကအဲ့တော့ကျွန်တော်တို့ဒီခွန်ဒီ9နှလုံးပေါင်းခြင်း2ရယ်လို့ဖြစ်လို့2 4က break တဲ့เนาะဒီပွဲထဲမှာအဲ့တော့ဒီ1ဒီခွန်နှလုံးပေါင်းခြင်းဒီ8ရယ်လို့ဖြစ်လို့8ပါဝါ3 83ထိတဲ့2 4 break တဲ့အဲ့တော့83ထိတဲ့2 4 break ဆိုရင်13ဆိုတဲ့ခဏန်းဒီ83နဲ့က3ထိပြီးတော့2 4 break ထဲက break 4တဲ့နော်အဲ့တော့68ဆိုတဲ့ခဏန်းဒီတဲ့83နဲ့က8ထိပြီးတော့2 4 break ထဲက break 4ပါပဲတဲ့နော်အဲ့တော့နောက်တစ်ချက်တဲ့ဒီ3ညဒီ3နှလုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့ဒီပွဲထဲမှာ3 5က break တဲ့နော်အဲ့တော့ဒီ6ဒီ3ညနှလုံးပေါင်းခြင်းဒီ6ရယ်လို့ဖြစ်လို့တဲ့နော်6ရဲ့ပါဝါ1 6တစ်ထိတဲ့35 break တဲ့သူကနော်အဲ့တော့6တစ်ထိတဲ့35 break ဆိုရင်6တလုံးနဲ့35 break ဖြစ်ဖို့ဆိုရင်6တလုံးနဲ့60ခွန်က break 3 69က break 5တဲ့နော်အဲ့တော့1 2က break 3 1 4က break 5တဲ့နော်အဲ့တော့သူကလည်း၄ခွက်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်အကူဒီအမတွေကစားချင်တာလေးပေါ့မိမိတို့ကစားချင်တာလေးနဲ့တိုက်ဆိုင်တဲ့အချိန်ဆိုရင်နော်လူတရ line ပေါ်မှာပြတဲ့အချိန်တိုင်းအားပေးနေတဲ့အဖွဲ့ဝင်ပါတဲ့ဟုတ်ကဲ့ပါလို့နော်ကျေးဇူးတင်ပါတယ်ဗျနော်အမှားအမှန်ကတော့ရှိမှာပါပဲဟုတ်ကဲ့ပါလို့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းအနီးစပ်ဆုံးနဲ့အကောင်းဆုံးကိုရွေးချယ်ပြီးပြတာပါအထောက်ထားတွေအားဖြင့်တော့ဒီပွဲမှာတအားပြော့တယ်ကျွန်တော်ပြတဲ့အထဲမှာကျွန်တော်မွေးကနန်းပြတဲ့အထဲမှာဒီပွဲအထောက်ထားအပြော့ဆုံးပဲပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်တော့မှပဲအားမရအောင်ပြရတာဘာဖြစ်လို့လဲဆိုတော့ဒီလိုကဏ္ဍမျိုးတွေကကျွန်တော်ဓာတ်ထဲမကတဲ့အထောက်ထားတွေနဲ့ပြနေကြပါပေါ့ပုံမှန်ကနော်ကဲဟုတ်ပါပြီလို့နော်ဆိုတော့ကျွန်တော်အနေနဲ့ရေးပေးခဲ့ပါမယ်လို့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ပြောချင်တာကျွန်တော်မိသားစုဝင်တွေအားလုံးကိုပြောချင်တာပေါ့နော်နောက်အစ်စ်ဝင်မဲ့သူတွေကိုလည်းပြောချင်တယ်မိသားစုဝင်မှန်သမျှကိုဒီပွဲမှာအင်္ဂါမကျော်မွေးကနန်းနှစ်ခွက်ကိုအားပြုပါလို့နော်အဲ့တော့ကဲကျွန်တော်တို့စလိုက်ရအောင်ဆိုတော့လာမဲ့ပွဲကတဲ့လာမဲ့ပွဲက18ရက်ကစတာနော်18ရက်မှ18ရက်ကနေတဲ့ဘယ်လိုပြီးသွားလဲဆိုတော့21ရက်ပေါ့နော်ဒီလိုပဲရေးပေးရမှာပဲတဲ့21ရက်ပေါ့
အဲ့တော့18ရက်ကနေ21ရက်ကျွန်တော်တို့တဲ့မွေးကွက်ပေါ့နော်ဒါတွေကတော့ကျွန်တော်ဟူးမကြော်တွေဂါမကြော်တွေဘာတွေကိုမှထုတ်မှာမဟုတ်ဘူးပေါ့နော်မွေးကွက်ကဘာတွေလဲဆိုရင်တဲ့1.10 6.65ပေါ့နော်မွေးကွက်အနေနဲ့က1.10 6.65ဒါကဘာပရိတ်နဲ့ကျွန်တော်ကတ်မွေးထားတာလဲဆိုရင်ပရိတ်အားဖြင့်ကြည့်မယ်ဆိုရင်တဲ့နော်ပရိတ်က18ပရိတ်ကိုကျွန်တော်မွေးထားတာပါလို့နော်18ပရိတ်ကိုမွေးခွက်ထုတ်ပေးထားတာမိမိတို့ကြိုက်နှစ်သက်ရင်ကစားပါနော်နောက်တစ်ချက်ကဘာလဲဆိုရင်တဲ့ကျွန်တော်တို့နောက်တစ်ချက်ကဘာတွေရှိမလဲဟုတ်ပြီ6တစ်ထိတဲ့35ပရိတ်တဲ့နော်6တလုံးနဲ့35ဖြစ်ဖို့ဆိုရင်69 69အဲ့တော့ဟိုကတစ်တလုံးနဲ့35ဖြစ်ဖို့က1နှစ်နဲ့1 4ပေါ့နော်ဒါတွေအားလုံးကအာပြီးကစားရမယ်နော်အဲ့တော့ဒါကဘာပရိတ်ကိုအားပြုပြီးထုတ်ထားတာလဲဆိုရင်35ပရိတ်ပေါ့နော်အဲ့တော့35ပရိတ်တဲ့ဒါကတော့ပရိတ်တစ်မျိုးပေါ့နော်မိမိတို့ကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီးကစားအဲ့တော့အခွေကြိုက်တဲ့အကူတွေအမားတွေကအခွေကျွန်တော်ပေးထားပါတယ်လို့နော်အဲ့တော့နှစ်ခွန်အခွေဆိုတော့အခွေကဟုတ်ပြီနှစ်ခွန်ပေါ့နော်နှစ်ခွန်နှလုံးနဲ့ခွေရတာပါလို့နော်မိမိတို့ကြိုက်ရင်လည်းခွေပေါ့အဲ့တော့မိမိတို့ကြိုက်တယ်လို့ထည့်ပြီးခွေတဲ့နော်တခါတည်းပဲရေးပေးခဲ့ပါမယ်တဲ့နော်နှစ်ခွန်မရေးတော့ပါဘူးဗျာနှစ်ခွန်အခွေကထွေထူးထူးမရှိဘူးနော်နှစ်ခွန်ရဲ့နှစ်ရဲ့ခွန်ရဲ့3ဘွက်ထဲရဲ့နှစ်နဲ့ခွန်နဲ့နှလုံးနဲ့ရတာဒီပွဲကခွေစရာကနော်အဲ့ဒီတော့တဲ့အဖွဲဝင်ခြင်းနဲ့အကူတွေအမတွေရှိရင်လည်းဝင်လို့ရအောင်ရေးပေးခဲ့မယ်နော်အဲ့တော့အင်္ဂါမကျော်မွေးနှစ်ကွက်ကိုကြိုက်တဲ့အကူတွေအမတွေလည်းအဖွဲဝင်အသစ်ဝင်လို့ရပါတယ်လို့နော်အဲ့ဒီတော့တဲ့ဒီအောက်ဆုံးကရေးပေးတာကတော့ Telegram link ဒါအခုရေးပေးတာ Telegram link နော်လိုတရနော်လိုတရ969နော်လိုတရ969ကဒါ Telegram link ပါလို့အောက်ကနော်ဒီ A အကွေးလေးနော်အဲ့လိုပြောရင်ထင်းတယ်ကဲဟုတ်ပါပြီလို့နော်ဆိုတော့ကြည့်ရှုအားပေးနေတော့အကိုအမများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့နော်ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ live လွှင့်ပြသမှုကိုဒီမှာအဆုံးသတ်ခဲ့ပါတယ်ဗျနော်အားလုံးပဲအဆင်ပြေကြပါစေအောင်မြင်ကြပါစေဗျ